တစ်ပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောနက်ထဲမှာညနေဆောင်နေပြီဖြစ်လို့ပတ်ဝန်းကျင်တစ်ခုလုံးမှောင်ရိပ်တန်းနေပါပြီခါးသီးနဲ့ဖိုးတော်တို့တငယ်ချင်းနှစ်ယောက်ဟာဒီနေ့မှတစ်ပင်တစ်ပင်ကိုအတော်နဲ့မပြတ်နိုင်ပဲအချိန်နှောင့်နေသွားခဲ့ကြတယ်ဟေ့ကောင်ခါးသီးမြန်လို့မိုးချုပ်တော့မယ်ဒီတော့ကနမဲကြီးတယ်နော်လို့ဖိုးတော်ကပစိန်ကိုပခုံးပေါ်ထမ်းရင်းစိုးရိမ်တကြီးပြောလိုက်တယ်ခါးသီးကတော့ဂယုမဆိုင်တလို့နဲ့မင်းကလည်းကွာတရေဆိုတာယုံနှန်းစကားတွေပါမြန်လျှောက်စမ်းပါလို့ပြန်ပြောရင်းရှေ့ကနေခတ်တွတ်လျှောက်သွားခဲ့ပါတယ်ထူးဆန်းတဲ့ဆုံတွေ့မှုသူတို့နှစ်ယောက်တောလန်းအတိုင်းပြန်လာရင်းလမ်းခုလက်ကညောင်ပင်ကြီးနားရောက်တဲ့အခါလမ်းလေကောင်မှာကြောပေးပြီးထိုင်နေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်သူမဟာသပင်ရှည်ကြီးကိုဖြန့်ချထားပြီးအဝတ်စားတွေကလည်းညစ်ပတ်ပြီးနေပါတယ်ဟိုမှာမင်းကလေးတယောက်ဒီအချိန်ကြီးဘာလုပ်နေတာလဲမသိဘူးဖိုးတော်ကခါးသီးရဲ့လက်မောင်းကိုလှမ်းဆွဲလိုက်တယ်သူတို့နှစ်ယောက်အနားကိုဖြည်းဖြည်းချင်းကပ်သွားတဲ့အခါထိုအမျိုးသမီးဟာအတန်တိုးတိုးလေးနဲ့တခုခုကိုဝါးစားနေသလိုအတန်တွေထွက်နေပါတယ်အမဒီမှာဘာလုပ်နေတာလဲဗျလို့ခါးသီးကမေးလိုက်တဲ့အချိန်မှာပဲမဖဲဝါရဲ့ကိုထင်ပြမှုထိုအမျိုးသမီးဟာဖြည်းဖြည်းချင်းလှည့်ကြည့်လာပါတယ်သူမရဲ့မျက်နှာကဖြူလျှော့နေပြီးပါးစပ်မှာတော့သွေးတွေပေကျန်နေတဲ့အယိုးစုတစ်ခုကိုကိုက်ခဲထားပါတယ်သူမရဲ့လက်ထဲမှာတော့အနီရောင်ဖဲကြိုးတစ်ပင်ကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားတာကိုမြင်လိုက်ရတဲ့အခါဒါမဖဲဝါပဲဖိုးတော်ကအတန်တုံရီရီနဲ့အော်လိုက်မိပါတယ်မဖဲဝါဟာသူမရဲ့နတ်မောင်လှတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ရင်မင်းတို့ငါနယ်မြေထဲမှာတစ်ခုတ်နေတာလားလို့အကွဲတဲ့အတန်နဲ့မေးလိုက်တယ်။သူမထွက်လိုက်တဲ့အခါအရက်ဟာတာမန်လူထက်အဆမတန်ရှည်ထွက်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးစိမ်သွားပါတော့တယ်။ထွက်ပြေးခြင်းခါးသီးတယောက်ခုနကတတိတွေဘယ်ပြောက်ကုန်မှန်းမသိပဲခြေထောက်တွေတုံရင်လာပါတယ်ပြေးကြစို့အလို့អော်လိုက်ရင်သူတို့နှစ်ယောက်ဟာပစိန်တွေကိုတောင်ပြစ်ချခဲ့ပြီးတောလန်းအတိုင်းအနောက်ကိုမလှည့်ပဲအစွမ်းကုန်ပြေးကြပါတော့တယ်သူတို့အနောက်ကနေခတ်တဲ့ရင်မောတန်နဲ့အတူနောက်တစ်ခါလာအောင်မလားဆိုတဲ့အတန်ကြီးကတောအုပ်တစ်ခုလုံးဟိမ့်ထွက်သွားပါတယ်ရွာထိပ်ကဘုန်းကြီးကျောင်းစီရောက်မှပဲအသက်ကိုဝဝရှူနိုင်တော့တဲ့ခါးသီးနဲ့ဖိုးတော်တို့ဟာအဲ့ဒီနေ့ကစပြီးညနေဆောင်ရင်တောထဲကိုဘယ်တော့မှခြေဦးမလှဲကြတော့ပါဘူး